မိုင်မင်္ဂလာပါရှင် မင်္ဂလာပါညီမလေး ဟုတ်ပထမဆုံးအနေနဲ့ပေါ့နော်အမရဲ့အကြောင်းလေးကိုမိတ်ဆက်ပေးပါအောင်ရှင် ။ဘာနာမည်မမူမူတန်ဖြစ်ပါတယ်။အသက်က52နှစ်ပါ။ချမ်းမြတာသည်တမဝတီရက်ကွက်မှာနေပါတယ်။လုပ်ငန်းကတော့စိန်ရှင်ဒီပတောက်ဖက်နက်လုပ်ငန်းလုပ်ကင်ပါတယ် အခုလက်ရှိပေါ့နော်ချင်းငယ်အချင်းရတက်ကဘယ်နှစ်ကြိမ်မြောက်ရှိပြီလဲရှင် ။၃ချိန်မြောက်ရှိပါရဲ့ရှင် နောက်ပြီးပေါ့နော်ချင်းငွေပမာဏရောဘယ်လောက်ရရှိထားပါသလဲ ။ဒီတစ်ခေါက်မှာတော့390ရရှိပါတယ် စတာဗနာကိုပေါ့နော်စတင်ပြီးဘယ်လိုသိရှိခဲ့လဲဆိုတာလေးနဲ့ဘာကြောင့်စတာဗနာနဲ့လက်တွဲဖြစ်ခဲ့တယ်ဆိုတာလေးလည်းပြပပေးပါအောင်ရှင် ။စရာဗရာမှာလေးဝန်ထမ်းကောင်လေးကလာမိတ်ဆက်လို့စရာဗရာနဲ့လက်တွဲဖြစ်ခဲ့ပါတယ်။သိရှိပြီးလို့လက်တွဲဖြစ်ခဲ့ပါတယ် နောက်ပြီးပေါ့နော်အမရဲ့လုပ်ငန်းအကြောင်းလေးအသေးစိတ်လေးရှင်းပြပေးလို့ရမလားရှင် ။ရပါတယ်ညီမလေး။ပထမဦးတော့မတို့ကဖိုက်ပါအရင်ဖြတ်ပါတယ်။ဖိုက်ပါပြီးရင်ဂရီပါကော့တုတ်ပါတယ်။ပြီးရင်တဲကျိုးဆိုင်တယ်။တဲကျိုးဆိုင်ပြီးတော့ကျန်နာကိစ္စဝိစ္စလေးပြီးလို့ရှိရင်နှစ်တရံပြီးသွားပါပြီ။ပြီးတဲ့ခါကျရင်ဈေးကျုံမှာဘိုင်ကိုသွင်းပါတယ်။သွင်းပြီးကျန်တဲ့နေရာလက်လီလက်ကနဲစုံပို့ပါတယ် အခုလက်ရှိပေါ့နော်ဖက်နက်လုပ်ငန်းမှာဝန်ထမ်းအင်အားဘယ်လောက်လောက်နဲ့လက်ပတ်နေရပါလဲ ။ ရှင် 15ယောက်နဲ့လက်ပတ်နေပါတယ် စတာဗနာရဲ့ချင်းငွေရပေါ့နော်အမရဲ့လုပ်ငန်းအတွက်ဘယ်လိုမျိုးအထောက်အကူပြုလဲဆိုတာလေးလည်းပြပြပေးလို့ရမလားရှင် ။ရပါတယ်ညီမလေး။တော့ဟိုအများကြီးပြပါတယ်။အကျိုးလည်းအများကြီးရှိပါတယ်။အရင်နဲ့ဆိုင်ရင်အများကြီးလုပ်ငန်းတွေလည်းလုပ်ရပါတယ် နောက်ဆုံးအနေနဲ့ပေါ့နော်အခုစတာဗနာရဲ့စနေပြည့်အထိမ်းအမှတ်အတွက်အမှတ်တရစကားလေးလည်းပြောပေးပါအောင်ရှင် ။သရဝရတဲ့ဒီနေ့မှာကတိုးတက်ကြီးဝအောင်မြင်ပါသေးလို့ဆုတောင်းပေးပါတယ်။ အမရဲ့လုပ်ငန်းလည်းပေါ့နော်ယခုထက်မှကတိုးတက်ကြီးပွားအောင်မြင်ပါစေလို့စတာဗနာတမီသားစုလုံးရဲ့ကိုစားညီမလေးကလည်းဆုတောင်းပေးပါရရှင် ခုလိုလာရောက်မင်းမြတ်ပြီးတဲ့စတာဝါကိုလည်းအများကြီးကျေးဇူးတင်ပါတယ် ညီမလေးတို့ကလည်းပေါ့နော်အခုလိုစိတ်ရှိလက်ရှင်နဲ့မင်းမျက်နှာကိုဖြေချပေးတဲ့အတွက်အမကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်